ကဲကျွန်တော်ကိုခဏခဏလာမေးတယ်ပေါ့နော် DB ပေါက်လို့ရှိရင်ဘယ်လိုလေးပေါ်လဲ DB ပေါက်လို့ရှိရင်ဘယ်လိုလေးပေါ်လဲဆိုတော့မိတ်ဆွေတွေတကယ်ချင်းတွေအတွက်ပေါ့နော် DB ပေါက်လို့ရှိရင်ကျွန်တော်တို့ကဒီလိုမျိုးလင်းယုံပုံစံမျိုးလေးပေါ်ပါတယ်เนาะဒီလိုလင်းယုံမတွေ့ရလားမသိဘူးလင်းယုံပုံစံမျိုးလေးဒီလိုမျိုးလေးပေါ်ပါတယ်အဲ့လိုမျိုးပေါက်ပေါ်လာပြီဆိုလို့ရှိရင်ဒီအောက်နားလေးမှာပေါ့နော်ဒီကျွန်တော်တို့ဒီအောက်နားလေးမှာ case number ဆိုပြီးတော့မှ AS နဲ့စပြီးတော့မှ000ရဲ့အနောက်မှာ case number 100 1000ပေါ့နော်တခါကျရင်တစ်ကနေလည်းစရင်စမှာပေါ့နော်100 1000 1000 1000ဝဲ2000အဲ့လောက်ထိပေါ့နော် case number လေးပါပါတယ်အဲ့တော့ကျွန်တော်တို့ DB ပေါက်ပြီဆိုလို့ရှိရင်ဒါဒီလိုမျိုးလေးပေါ်ပါတယ်နော်အဲ့မှာပြီးတော့ကိုယ့်ရဲ့ information တွေပေါ့နော်ဒီအောက်မှာဒါဆိုရင်နာမည်ပေါ့နော်ပြီးလို့ရှိရင်လိပ်စာလေးပါတယ်အဲ့ဒါလေးပေါ်ပါတယ်အဲ့တော့ DB နဲ့ပတ်သက်တဲ့ဟာတွေကိုကျွန်တော်တို့ကဘယ်ဌာနကနေပြီးတော့ဆုံးဖြတ်လဲဆိုလို့ရှိရင် Kentucky Counselor Center ပေါ့နော်ဒီ KCC လို့ခေါ်တယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ရဲ့ DB case တွေကိုကင်တွယ်တာပါအဲ့ဒီဟာကကျွန်တော်တို့ Kentucky ပြည်နယ်မှာရှိပါတယ်အဲ့ဒီဌာနကနေပြီးတော့ကျွန်တော်တို့ရဲ့ DV result တွေကိုကင်တွယ်ရဖြစ်ပါတယ်အဲ့တော့ KCC လို့မှတ်ထားပါเนาะအဲ့တော့လာမဲ့ DV 2026မှာပေါ့เนาะကျွန်တော်တို့လာမဲ့မေလ3ရက်နေ့မှာအားလုံးကန်ဆန်းထားတဲ့သူတွေထဲကနေပြီးတော့ကန်တူးရှင်တွေပေါ်လာပါစေချောချောမွေ့မွေ့နဲ့ case number ကောင်းကောင်းနဲ့ပေါ့เนาะ US ကိုရောက်ကြပါစေလို့ဆုတောင်းပေးပါရစေအဲ့တော့ရေခုန်နေကြပြီမလားအဲ့တော့ DV နဲ့ပတ်သက်ပြီးတော့ဒီရက်ပိုင်းထဲမှာကျွန်တော်ဗီဒီယိုတွေအများကြီးတင်ပေးပါဖို့ရှိပါတယ်အဲ့တော့သိချင်တာလေးရှိရင်comment ပေးခဲ့ပါကျွန်တော် DV နဲ့ပတ်သက်ပြီးတော့ဒီအပိုင်းမှာဗီဒီယိုတွေအများကြီးလုပ်ထားပါတယ်တင်ပေးပါမယ်ခင်ဗျာအဲ့တော့ DV ပေါက်လာလို့ရှိရင်လည်းကျွန်တော်တို့စီမှာဝန်ဆောင်မှုတွေရှိပါတယ် DV ပေါက်လာတဲ့ခါကျရင်ကျွန်တော် interview ဝင်ဖို့အတွက်ပြင်ဆင်တဲ့အပိုင်းတွေပြီးရင်ကျွန်တော်လိုအပ်တဲ့ဟာတွေဖြည့်ဖို့အပိုင်းတွေကျွန်တော်အားလုံးစီစဉ်ပေးပါတယ်အဲ့တော့အားလုံးကံကောင်းကြပါစေခင်ဗျာအဲ့တော့ DV ကာလမှာရင်ခုန်ကြတာပေါ့နော် bye bye